ကိုငါကဘာမှမဟုတ်ပါဘူးလို့သင်သတ်မှတ်ထားရင်သင်မှားနေပြီငါတို့လို့မဟုတ်ပါဘူးလို့သတ်မှတ်ထားလိုက်သင်မှားနေပြီကားတစီးမှာကားတစီးလုံးမှာဈေးကြီးစွာအင်ဂျင်ဆိုပါစို့အင်ဂျင်ကဈေးအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်သူကအရေးအကြီးဆုံးလို့ပြောလို့မရဘူးတေချာနာထောင်ပဲကားတစ်စီးမှာအင်ဂျင်ကဈေးအကြီးဆုံးဖြစ်တယ်ဈေးအကြီးဆုံးဖြစ်တဲ့အင်ဂျင်ကအရေးအကြီးဆုံးဖြစ်တယ်လို့သင်ပြောရင်မှားသွားလိမ့်မယ်အဲ့ဒီအင်ဂျင်ကအရေးကြီးပေမဲ့ဘက်ထရီကသူ့ထက်ဈေးနည်းပေမဲ့ဘက်ထရီအလုံးမလုံးတော့ရင်အင်ဂျင်ဘလောက်ကောင်းကောင်းကားကစနှိုးလို့မရတော့အင်ဂျင်အရန်ကောင်းပါတယ်ကားအင်ဂျင်ကဈေးကြီးဆုံးအင်ဂျင်မကောင်းတော့ဘူးဆိုကားတစ်စီးလုံးသွားပြီလို့သင်ပြောလို့မရဘူးအင်ဂျင်ကသူ့နေရာမှာသူကအရေးကြီးဆုံးဖြစ်မယ်သူ့နေရာမှာသူဈေးကြီးမယ်ဘက်ထရီကလည်းသူ့နေရာမှာသူအရေးကြီးဆုံးပြန်ဖြစ်နေတယ်ဈေးအကြီးဆုံးဖြစ်လို့အရေးအကြီးဆုံးဖြစ်သွားတာမဟုတ်ဘူးကားကသူ့နေရာနဲ့သူအရေးကြီးတာတွေပဲကားတစ်စီးအရှိန်ဟုန်နဲ့သွားနိုင်ဖို့သူ့ရဲ့နေရာတိုင်းဟာအရေးကြီးဆုံးကြီးပဲတင်တနေရာအတွက်တင်အရေးကြီးဆုံးနေလူတွေလားတယောက်အနေနဲ့တင်ကိုဖျားပြင်ဆင်ထားတယ်ဒါကြောင့်လူမှန်နေရာမှန်ဆိုတဲ့စကားကအဲ့ဒါကိုပြောတာလူကတန်ဖိုးမရှိဘူးလို့တတ်မှတ်ခံထားရလို့ तू ကအရေးအကြီးဆုံးလူမဟုတ်ဘူးလို့ပြောလို့မရဘူးသူ့နေရာမှာ तू ကအရာအရေးကြီးတယ်လူတိုင်းမှာဒီနေ့မှာကျွန်တော်ညီကိုမောင်မတွေအချိန်မကြာခင်ဆက်နိုင်ထိုးတော့မယ်ရာပတ်ကဲ့သို့သူ့ရဲ့တဲရာကိုချစ်ထွင်ရဲတဲ့သူသင်ဖြစ်ရဘာပြောရလဲဆရာတကဘာလုံးကတင့်ကိုအနှုတ်လက္ခဏာကြီးပဲပြောနေပါစေတင့်ကိုတင်ပြန်ပြီးတော့အပေါင်းလက္ခဏာပြောရဲတဲ့သူဖြစ်ဖို့လိုတယ်မရမှာဆိုလို့ဆရာပြန်ပြောချင်တယ်တကဘာလုံးကတင်အနှုတ်လက္ခဏာပြောနေပါစေသင်ကိုတင်အပေါင်းလက္ခဏာပြန်ပြောနိုင်တဲ့သူဖြစ်ဖို့လိုတယ်တကဘာလုံးကတင့်ကိုဘာမှမလုပ်နိုင်တဲ့လူလို့ပြောပါစေသင်ကနေပြီးတော့မှတင်းရဲ့ရည်ရွယ်ချက်ကိုတင်ပန်းနိုင်ကြီးကြီးမားမားထားပြီးတော့မှအဲ့ဒီကိုငါရောက်ရမယ်လို့ဆုံးဖြတ်ချက်ချရတဲ့သူဖြစ်ဖို့အရာကြီးကြီးတယ် Come on church You have to wake up and do something. God called us to do something great.